ဒီများနေတဲ့နေတွေမှာတချို့ဖုံးကောတွေကိုနောက်မှပဲပြန်ဆက်တွေ့လိုက်မယ်လို့ပဲသဘောထားပြီးမကင်ဖြစ်ဘူးဒါပေမဲ့တချို့ဖုံးကောတွေဟာနောက်မှဆိုတာမရှိတော့ဘူးနောက်တစ်ခါဆိုတာမရှိတော့ဘူးဘဝဆိုတာတနေ့တနေ့ဒီအလုတင်နေတဲ့ပြည့်နေတယ်အလုရဲ့စိတ်ပင်ပန်းမှုတွေနဲ့အတူအရာရာကိုတိတ်ဆိတ်စွာဖြတ်တန်းချင်လာတယ်တာဝန်တွေအောင်မြင်မှုတွေကြာရှုံးမှုတွေကြိုးစားမှုတွေလဲပြိုမှုတွေနဲ့အတူဒါတွေကြားမှာအရေးကြီးဆုံးလူတစ်ယောက်ကိုမတိမတာလက်ရှုမိတကြတယ်တတိမေလောတကြတယ်အမေကတော့အဲ့လိုမဟုတ်ဘူးနေ့တိုင်းအိမ်မတယောက်ထဲနေရင်တားပြန်လာမယ့်နေ့ကိုစောင့်နေခဲ့တယ်အထီးကျန်မှုတွေကိုအန်တူရင်တားရဲ့ဖုံးတစ်ချက်လေးဆက်သွဲမှုတားရဲ့အတန်လေးတားရဲ့စားပြန်မှုလေးကိုပေါ့ဒီနေ့မှာတော့နောက်မှပြန်ဆက်သွဲလဲရတယ်လို့သဘောထားခဲ့တဲ့အရာတွေကမီကောရီရဲ့မထီခဲ့တဲ့မက်ဆေတွေရဲ့မနားထောင်ရသေးတဲ့အတန်ဖိုင်လေးတွေရဲ့အဲ့ဒီအချိန်မှာပဲနောက်ကျသွားခဲ့ပါလားဆိုတဲ့ခန်းစားချက်ကအင်ကိုပြန်ရောက်တဲ့အချိန်မှာတော့အရာအလုံးကတိတ်ဆိတ်နေတယ်ခေါ်နေခဲ့တဲ့အတန်စောင့်နေခဲ့တဲ့လူပျော်နေတဲ့အရေးဘာဆိုဘာမှမရှိတော့ဘူးအမေရဲ့အငွေ့အသက်တွေနဲ့အခန်းကျင်းလေးဟာမဲမောင်တိတ်ဆိတ်လူနေတယ်အမေဘလောက်တောင်အထီးကျန်လေးသလဲအမေတယောက်တည်းဘလို့နေခဲ့သလဲဒါအမေဘာမှမချစ်ဘူးနော်အလုံးမအဆင်ပြေအောင်နေတော့ဒါအမေအားလုံးအဆင်ပြေတယ်တခါတည်းနဲ့မကင်ချစ်တဲ့ဖုံကောတစ်ခုစာလေးတစ်စောင်အတန်လေးတစ်ခုတဘွားလုံးအတွက်နောင်တဖြစ်သွားနိုင်ပါလေဒါကြောင့်မင်းချစ်တဲ့လူတွေကိုဘယ်တော့မှပင်မထားပါနဲ့အခုပဲဖုံးလေးခေါ်လိုက်ပါ